စိတ်ကြိုက်ထီလန်မရမှာကမလေးကမှတ်တမ်းစာအုပ်ဆွေယူပြီးနာမည်နဲ့နေရလိစာပြောပါဆိုတော့ကျော်ကိုကကြော်ထွက်ခေါင်တင်မှာသူကမိုးမြင့်မမောင်နေရလိစာကမလေးသူပြောတဲ့အတိုင်းလိုက်မှတ်တယ်ဝါကြီးကအံ့အားသင့်စွာငေးကြည့်နေတယ်အဲ့ဒီအချိန်မှာပဲကျော်ကိုကဝါကြီးခကိုတထောင်နဲ့တွပ်ပြီးစီရင်စာအုပ်ကိုမီးထိုးပြတယ်ဒီတော့မှဝါကြီးလည်းသတိရသွားပြီးထီထိုးသူစီရင်မှတ်တမ်းမှာရေးထားတဲ့နာမည်2ခု3ခုကိုကမန်းကတန်းလိုက်မှတ်တယ်ဒေါ်မီတင်ဓမ္မယုံလန်းအိမ်အမှတ်20ဖုန်းနံပါတ်ဦးစိန်ဖေအင်းဝလန်းအိမ်အမှတ်34ဖုန်းနံပါတ်မအေးဝင်းရန်ကြီးအောင်ရဲ့အိမ်အမှတ်15ဖုန်းနံပါတ်အမည်လမ်းနာမည်ဖုန်းနံပါတ်34ခုပဲမှတ်မိအောင်မှတ်ပြီးဖားတိဖားသားနေလိုက်တယ်ကျော်ကိုကလည်းသူလိုပဲစာအုပ်ပေါ်ကနာမည်တွေဖုန်းနံပါတ်တွေပြူတူပြဲတဲလိုက်ကြည့်နေတယ်အားလုံးပြီးသွားတော့မှကျော်ကိုကခပ်ပြုံးနဲ့ပြန်ထွက်လာပြီးဖက်နဲ့လေကိုဝါကြီးနာမည်တွေဖုန်းနံပါတ်တွေမှတ်လို့ရရဲ့လားဆိုတော့ဝါကြီးကခေါင်းကုပ်ပြီး2ခု3ခုတော့ရပါတယ်ကွဒီပေါင်းအဲ့ဒါတွေမှတ်ပြီးဘာလို့ဖို့လဲအဲ့ဒါတွေမှတ်ပြီးရင်တော့ထီပေါက်ပြီပေါ့ဗျထီပေါက်ပြီပေါ့ဘလို့ထီပေါက်မှာလဲထီကအခုမှထိုးထားတော့ဝါကြီးရဲ့ကြောင်ကတန်းအမေဒါကိုကြောက်ကိုကသူ့လက်ကိုဆွဲပြီးဘလို့ထီပေါက်မှာလဲဟုတ်လားလာကျုပ်လှုပ်ပြမယ်ပြောပြီးလက်တစ်ဖက်ရှိတယ်လီဖုန်းဆိုင်သို့ဆွဲခေါ်သွားတယ်ဖုန်းဆိုင်ရှိရောက်တော့ဝါကြီးကမင်းမဟန်ဖုန်းရှိရမဟုတ်လားသူစကားမဆုံးခင်ကြောက်ကိုကသူ့နာကပ်ပြီးလေးသန်းနဲ့ခမဘာမှမသိပဲအော်ကြီးဟစ်ကျဲမလုပ်ပါနဲ့အဲ့ဒီဖုန်းကအခွင့်ကြည့်ပဲဗျဘဲမှဆက်လို့မရဘူးအော်ဝါကြီးပထမတော့ကြောင်သွားသေးတယ်နောက်မှသဘောပေါက်သွားတယ်ဒါနဲ့အဲ့ဒီဖုန်းကမင်းဘလို့ရသူစကားမဆုံးခင်မှာပဲကြောက်ကိုကဘလို့ရလဲနောက်မှရှင်းပြမယ်ကဲခုနခမမှတ်ထားတဲ့ဖုန်းနံပါတ်နဲ့လိပ်စာပြောဆိုပြီးဖုန်းဆက်ဖို့ကိုအလွတ်တလုံးမှာထိုင်လိုက်တယ်တက်ဆက်လီနာမည်ကဒေါ်မီတင်ဓမ္မယုံလန်းအိမ်နံပါတ်ခွာကြီးပြောတဲ့ဖုန်းနံပါတ်ကိုကျော်ကိုကခက်တီတီနဲ့နှိပ်လိုက်တယ်သိမကြဘူးဖုန်းဝင်သွားပုံရတယ်ဒေါ်မီတင်လားခင်ဗျာဓမ္မယုံလန်းကနော်အိမ်နံပါတ်က20ဟုတ်တယ်မလားအေးဗျကျွန်တော်ထီဆိုင်ကပါဝမ်းသာစရာသတင်းတစ်ခုပေးမလို့ဖားလဲဆိုတော့ကျွန်တော်တို့ထီဆိုင်ကမဟာကန်ထူးရှင်ရွေးချယ်ပွဲမှာအန်တီနာမည်ပါနေတယ်ဗျအဲ့ဒါအန်တီကန်ကောင်းပြီလို့သာမှတ်ပါကန်ထူးရှင်နံပါတ်က3ပါ300စုအပြင်ကျွန်တော်တို့ထီဆိုင်ကထပ်မံချီးမြှင့်မဲ့အပိုစုငွေ300ထပ်ပြီးချီးမြှင့်မှာဖြစ်ပါတယ်ဟုတ်ကဲ့အန်တီဒီလထီမထိုးရသေးဘူးဆိုတာသိပါတယ်ဟုတ်ကဲ့ဖေမမထိုးစရာမလိုပါဘူးဗျာကျွန်တော်တို့ထီဆိုင်ကလူကြီးမင်းများကိုယ်တိုင်ရွေးချယ်ထားတဲ့နံပါတ်ကိုထိုးရမှာပါခက်ရှင်းရှင်းပြောရရင်တော့တေချာပေါက်ကနန်းပေါ့ဗျာပေါက်မှာတေချာတာပေါ့အန်တီရေထီဆိုင်ကိုယ်တိုင်ကလောက်တာပဲအခြားကနန်းတွေဆိုဘယ်ဖြစ်ပါမလဲကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ထားတဲ့ကနန်းမှဖြစ်မှာပေါ့ဟုတ်ကဲ့ဈေးနှုန်းက10ဆောင်ကို3သိန်းပါခင်ဗျကျော်ကိုရဲ့စကားကြောင့်ဝါကြီးမျက်လုံးပြူသွားတယ်တစ်ဆောင်200လောက်ပေးရတာကို10ဆောင်3သိန်းနဲ့သူတောင်းမလို့ကြံနေတော့မှပဲကျော်ကိုစီကထွက်လာတဲ့အတန်ကြီးကမများပါဘူးဗျာဒီကတေချာပေါက်300စုကြည်ရမယ်ဟာလီအေးလီ300နဲ့3သိန်းမလဲချင်ရင်တော့လေအဲ့ဒါကိုပြောတာကျော်ကိုရဲ့အားတက်သေးရောစကားတန်ဟာပေါက်မှာတေချာတာပေါ့ကျွန်တော်တို့ထီဆိုင်ကရွေးချယ်တာပဲစုကြည်အတွက်ကစိတ်သားချတော်ကြာထီပေါက်ပြီးမှကျွန်တော်ကိုမင်းနေပါအောင်မေအလကားနောက်တာပါအန်တီရဲ့စေတနာကိုနားလေပါတယ်အဲ့ဒါဆိုโอเคနော်ကျွန်တော်ဆိုင်ကရွေးထားတဲ့နံပါတ်တွေလာပို့လိုက်မယ်ကောင်းပါပြီဗျာဘိုင်ဘိုင်ဆိုပြီးဖုန်းကိုကွက်ကနေပြန်ချလိုက်တယ်ပြီးတော့ဝါကြီးဖက်လေကကဲပြောပါအောင်နာဖုန်းနံပါတ်နဲ့လိပ်စာဆိုတော့ဝါကြီးကဟဲ့ကောင်မင်းဟာကဟုတ်ရဲ့လားကွထီဆိုင်ကတကယ်အမခံပြီးပြောလိုက်လို့လားဆိုတာကိုကျော်ကိုကမျက်မှောင်ကျုံပြီးဘယ်နဲ့ထီဆိုင်ကပြောရမှာတော့ဗျကျုပ်ဘာသာကျုပ်ပြောတာဟင်ဒါဆိုမင်းငါလုံးမနေနဲ့အချိန်မရှိဘူးနောက်ထပ်နံပါတ်တစ်ခုပြောဆိုတော့ဝါကြီးလည်းမတက်တာတော့ယခုသူဘွားလည်း
ကျော်ကုလက်ထဲမှာပဲမဟုတ်လားဒါကြောင့်ဦးစိန်ဖေအမတ်ဖုန်းနံပါတ်ဝါကြီးပြောပြရနဲ့ကျော်ကုကခလုံးနေပြီးဟယ်လိုဦးစိန်ဖေလားကျွန်တော်ထီဆိုင်ကမနေကြပါဟုတ်ဦးစိန်ဖေကိုသတင်းကောင်းတစ်ခုပြောရအောင်မေဒီမနက်ပဲအထက်ပုဂ္ဂိုလ်များကအိမ်မက်ပေးလို့ဒီနံပါတ်ကတော့ရနေပြီဗျအဲ့ဒါဦးစိန်ဖေလက်ထဲရောက်ဖို့ပဲလိုတော့တယ်သူပေးတဲ့နံပါတ်ဦးစိန်ဖေဆိုတဲ့အင်္ဂါသားထုတ်ရင်300စုအသေးချာပေါက်မှာတဲ့အလုံးပေါင်း3သိန်းကြမယ်သိချတာပေါ့ဗျာဘိုးတော်ကိုယ်တိုင်အိမ်မက်ပေးပြီးထိုးခိုင်းခဲ့တဲ့ဟာပဲအဲ့ဒါဆိုကျွန်တော်ယူခဲ့လိုက်မယ်နော်ကျေးဇူးပါကဲနောက်နံပါတ်တစ်ခုပြောမအေးဝင်အိမ်နံပါတ်ဖုန်းနံပါတ်ကျော်ကူကဖုန်းနံပါတ်ထပ်နေပြန်နေပြီးတော့မအေးဝင်လားအော်ဟုတ်ကဲ့အရေးကြီးကိစ္စရှိလို့မအေးဝင်ကိုခေါ်ပေးပါဤသို့ဖြင့်နံပါတ်က9လုံးလူက9ယောက်ငွေက1ယောက်3သိန်းစီသူတို့2ယောက်အလွယ်တကူနဲ့29သိန်းထိပါသွားကြတယ်ဝါကြီးစိတ်ထဲမှာတော့အော်ဒီလိုကြတော့လေမြန်မာပြည်မှာငွေရှာရအလွယ်သားဒါပေမဲ့မနက်ဖြန်မနက်ထီလက်မှတ်လိုက်ပေးဖို့တော့ရှင်းအလေးသာဒီလိုပြကိုဝါကြီးရဲ့လိန်နေဆိုတာနေရာတိုင်းမှာရှိတယ်လိန်မလင်းချင်းပဲကွာလိုက်မယ်ဥပမာတေချာပေါက်ထောင်ကြမဲ့အမှုကိုရှင်းနေတရခန့်ကိုတေချာပေါက်လို့ရမယ်လို့လည်းပြောချင်ပြောမယ်တေခါနီးလူနာကိုဆရာဝန်ကမစိုးရိမ်ပါနဲ့ပြန်ကောင်းသွားမှာပါလို့လည်းပြောချင်ပြောမှာပဲဘာပဲပြောစေတနာနဲ့ပဲဖြစ်တစ်ဖက်သူအားတက်စေဖို့ပဲဖြစ်လိန်ရတာပဲလေအကောင်စားကော်ဖီကိုတစိမ့်စိတ်အရသာခံတောင်းရင်ပြောနေတော့ကြော်ကူဤစကားဒါကူဝါကြီးကဒါပေမဲ့လိန်နေဆိုတာတော့မကောင်းဘူးပေါ့ဝါကြီးစကားကိုကြော်ကူကခပ်ဖွားဖွားပြုံးလိုက်ပြီးမကောင်းဘူးဆိုတာကဒေါသတင်လောက်တဲ့လိန်နီးမျိုးဆိုဘယ်ကောင်းပါမလဲဥပမာကိုလိန်လိုက်လို့တစ်ဖက်သားဘဝပြတ်သွားတာမျိုးတို့အသက်ဆုံးရှုံးသွားတာမျိုးတို့ပေါ့အခုဟာကဘာလဲအခုဟာကလည်းကျွန်တော်တို့ကိုဘဝပြတ်သည့်အထိလိန်လို့ရတာပေါ့ဒါပေမဲ့ဘာကျတို့ကားစီပြီးဟန်ဖုန်းခါချိတ်သွားရင်ငွေသိန်း30လောက်ထိရနိုင်တယ်ဒါပေမဲ့ကျွန်တော်မလုပ်ဘူးဂျော်ကူကကော်ဖီကိုစိတ်နေအောင်တောင်းရင်လူလိန်တရားမှွယ်ကြနေတယ်ဝါကြီးကငီးလျက်ကျွန်တော်ရဲ့ဆိုလိုရင်းကလူတွေကိုဒီလိုလိန်လို့ရပါတယ်ဆိုတာပြောချင်ရုံတသက်ပါပဲဘလို့ပဲလိန်ဖျားဟောအရာရောတရားဥပဒေရရောဝါကြီးဤစောတကစကားကိုကြောက်ကူကပြုံးပြီးကော်ဖီခွက်ကိုဖြင်းညင်းစွာပြန်ချကားဒီမဲ့ကိုဝါကြီးကကြောက်ကူကိုငေးရင်လိန်နေဆိုတာဖျားဟောတရားထဲမှာလဲမူးထာဝါသာဆိုတဲ့ကံတမကျွလွန်တဲ့အတွက်ငရဲကြမှာပဲလို့ပါခဲ့တယ်ဒါထားအောင်တရားဥပဒေနဲ့ကလည်းဘယ်တော့မှပြေးမလွတ်နိုင်ဘူးဆိုတာမှတ်ထားပါကြောက်ကူဤစကားကြောင့်ဝါကြီးကြောင်သွားတယ်ဒါကိုကြောက်ကူကမျက်လုံးလေးစင်းမိပြီးဟုတ်တယ်ကိုဝါကြီးအခြားနိုင်ငံတွေတော့မသိဘူးမြန်မာနိုင်ငံမှာတော့မကောင်းမှုဘာပဲလို့ပေါ်တာပါပဲအဲ့တော့ဝါကြီးရဲ့ကြောက်လန့်တကြအမေဒါကိုကြောက်ကူကပြုံးရောင်လေးတန်းပြီးရှေ့ကကော်ဖီခွက်ကိုခွက်ကနေမော်တာကအလိမ်မပေါ်ခင်ဝါအောင်စားထားကြတာပေါ့ဗျာဆိုပြီးကော်ဖီခွက်ကိုချခါကိုမက်ကအိုးဒါရီပြောနေလို့လဲစိတ်ဆင်းရဲနေအောင်ပါပေါ့လာဗျာကြုံခိုက်ဖျားလေးပါလေးဝင်ဖူးချရအောင်စုကားကြော်ကူကမတ်တက်ထားရလိုက်တယ်သူနာကမှဝါကြီးကတော့ချွေးသီးထနေသောမျက်နှာတစက်ဆက်တုံနေသောသူအစုံကိုကိုင်ရင်ဖျားပေါ်ရောက်တာနဲ့ကြော်ကူကကျွန်တော်ဒီမှာခဏနေခဲ့မယ်ဗျာစုကားဝါကြီးတယောက်တည်းဖျားပရဝံမော်ရှိတက်ခဲ့လိုက်တယ်ကိုပေါ်ရင်လဲသူကိုစင်ထားပြီးသောအင်ဂျီအဖြူရောပစုတို့ဖြင့်ခံတယ်လို့ဖျားဤချုံများသောဆဲလဲတန်လေးများကြတော့ဝါကြီးစိတ်ခိတခဏဤချမ်းသွားတယ်ညနာတွင်လည်းကြည်နူးသောငြိမ်းချမ်းသောစိတ်များချက်ချင်းပေါ်လာတယ်။အော်ဖျားရှင်ကိုရောမြတ်ရဲ့တကူတော်ကြောင့်လား။ဝါကြီးတွေ့ရင်ပြုံးလိုက်မိတယ်။ကြီးညိုသရာစွာဖြင့်ဖျားကိုတစ်ပတ်လှည့်ပတ်လိုက်တယ်။နောက်မှခြေထောင်ညောင်းသလိုဖြစ်လာပြီးခိတနာနေရန်ဖျားတစောင်းများကိုဝေကြည့်လိုက်တယ်။တစောင်းတစ်လျှောက်တင်လဲလူတွေကခက်ကြဲကြဲသာပြည့်နဲ့တရားဖြစ်တယ်။သူဘယ်နေရာဝင်ရကောင်းလို့စဉ်းစားနေစမှာသူထံသို့ကုတ်ချီနဲ့ပြည်လာတော့တယောက်
ကြည်လိုက်တော့ကြော်ကိုကကုန်းနဲ့ပြေးလာပြီးသူ့ထံရောက်သည်နဲ့သူ့ထံပါလာသောပတိကြီးတကုံဆွဲပေးလိုက်တယ်။ကြော်ကိုဤမထင်မှတ်သောအပြုမူကြောင့်ဝါကြီးလည်းအံ့အားသင့်သွားပြီးဟင်မင်းသူ့ရည်ရွယ်တဲ့မဆုံးမိမှာပင်ကြော်ကိုကသူ့လက်ထဲသို့ပိုကြီးသောပတိတကုံထိုးထည့်ပေးလိုက်ပြီးတူကဲကျုပ်ပြောတဲ့အတိုင်းသာရှောက်သွားတော့ဟင်ဘယ်လိုဟိုမှာတောင်ဘက်မို့ဘေးကတစောင်းကိုသွားအိမ်တွေရသွားပတိစိတ်သွားဆိုတော့ဝါကြီးလဲကြောင်းသွားပြီးငါကဘာသွားလို့ရမှာလဲဆိုရာကိုကြော်ကိုကအတန်ခတ်တိုးနဲ့သွားမေသာသွားဆက်မှာဗျာခင်ဗျားနောက်မှာကျုပ်ရှိပါတယ်ဆိုတော့ဝါကြီးလဲကြော်ကိုလှည့်ကြည့်လိုက်ရာသူနာမှာမခုတ်တရုပ်အမူအရာနဲ့လက်အုပ်ကြည့်လိုက်ပါလာတော့ကြော်ကိုမင်းဘာလုပ်ထားလဲဆိုတော့ကြော်ကိုကအန်ကျိတ်တန်းဖြင့်မင်းမနေနဲ့ကိုဘာသာကိုရှေ့ကအေးစေးသွားဝါကြီးလဲဆက်မမီတော့အရှိကသာပတိကလေးကိုင်းပြီးရင်တထိတ်နဲ့ရှောက်သွားလိုက်တယ်သူအနောက်ကမှသူ့ကိုလက်အုပ်ကလေးကြည့်ပြီးမခုတ်တရုပ်လိုက်လာတော့ကြော်ကိုတစောင်းတိုင်းရောက်တာနဲ့ကြော်ကိုတစောင်းနဲ့ကြိုတင်ပြေးဝင်သွားပြီးခက်မြင့်နေရတခုကိုဖုတ်ဖက်ခါရှင်းလင်းပေးကအဘဆရာဒီနေရာကိုကြပါခင်ဗျာဒီဘက်ကိုကြပါလွန်စွာကျွန်းလွန်သောအမူအရာဖြင့်ဦးအောင်စီကြိုလေးတယ်သူ့နေဘေးမှာလည်းအရွယ်တော်မိန်းမကြီး၁၀ယောက်ကျော်ခန့်ကဝါကြီးကိုငေးကြည့်နေကြတယ်အလုံးငေးကြည့်နေတော့ဝါကြီးလည်းဘာမှမသိပဲရှို့ထုတ်ရှမ်းတန်းဖြစ်ကတစောင်းထဲမွေရဲဖြစ်နေတယ်ဒါကိုကြော်ကိုကဝါကြီးကိုမျက်ရည်ပြပြီးကြပါအဘဒီကဖះအမတွေကအဘကိုအနောက်ရှက်ပေးဖို့မဟုတ်ပါဘူးကြုံခိုက်ခါရဝဦးတိုက်ဖို့ပါပဲကြော်ကိုစကားကြောင့်ဝါကြီးပူ၍ဇဝေဇဝါဖြစ်နေတယ်ခုနကပဲတူတန်ကိုဝါကြီးခေါ်နေရကနေအခုမှမတူမတန်အဘဟုခေါ်နေတာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေတယ်ဒါကိုရိပ်မိတော့ကြော်ကိုကအဘကတော်ထဲတောင်ထဲကန်နာရီလဲနေတာနှစ်ပေါင်းကြာပြီမလို့လော်ကီအရေးမဆွေးနွေးချင်တော့ဘူးလေဒါပေမဲ့တခါတလေကြုံတော့ကုညီမှာပါကြပါအဘထက်မှန်တောင်းဆိုလိုက်တော့ဝါကြီးလည်းမထူတော့ဘူးဟုစိတ်ပိုင်းဖြစ်လိုက်ပြီးတစောင်းထဲမှသူပြင်ပြီးထားသောနေရာကိုခက်တီတီနဲ့ဝင်ထိုင်လိုက်တယ်သူဝင်ထိုင်လိုက်တာနဲ့ကြော်ကူကသူ့ကိုဦးဆိုင်ကျသွားအောင်ကုန်းကတော့လိုက်တယ်ဘီနာကအတော်ကြီးများကလည်းကြော်ကူနဲ့ဝါကြီးတို့ရဲ့အပြုမူကြောင့်ထိုင်မဲကတော့ရမလားထားပဲထွက်သွားရတော့မလားမသိဖြစ်နေကြတယ်ဒါကိုရိပ်မိတော့ကြော်ကူကသူတို့ဘက်လဲပြီးအဘကဖះပေါင်ကိုစုကိုလှည့်လည်ပြီးအဋိဌံဝင်နေရလေသူပြောတာဘာမှမဟုတ်ခုနကမှအရက်ဆိုင်ကထလာကြတာအခုအဘကအဋိဌံပြီးလို့လူတွေကူညီဖို့အချိန်ပေးတာအန်ဒီတို့အဘနဲ့တွေ့ရတာကံကောင်းပြီမဲ့ကဲတိလို့ရတာမေးကြပါဆိုတော့မိမကြီးများပြသလဲဖြစ်သွားကြတယ်တရားမျက်နှာတရားကြည့်တယ်မေးတဲ့မမေးတဲ့စဉ်းစားနေပုံဝါကြီးကလည်းသူထင်မှတ်ထားသောအခြေအနေမဟုတ်၍ခေါင်းငုံပြီးပတိစိတ်ချအောင်ဆောင်နေတယ်အတန်ကြာမှမိမကြီးတယောက်ကအရေးစွန်ပြီးရှေ့သို့တူကဒီလိုပါအဘရဲ့သူစကားဆောက်လိုက်တာနဲ့ကြော်ကိုကချားဖြတ်ပြီးအိုးအဘကိုခုတွေ့ခုမေးလို့ဘယ်ရမလဲနောက်ပြီးအဘကဒီနေ့ဝစီပိတ်ကျင်နေရလေအဲ့တော့နာမည်နဲ့နေရာလေးစာသားပေးထားကြမနေ့ဖန်ကြရင်အဘကခင်ဗျားတို့ရဲ့အခက်အခဲတွေအားလုံးဖြေရှင်းပေးမယ်အဘကနာမည်နဲ့ရုပ်ကိုကြည့်ပြီးဒီကနေ့အဒိတ်ထံဝင်ထားပေးမယ်မနေ့ဖန်ကြမှာဟောစတန်လာယူကြပေါ့ဆိုပြီးကြော်ကိုကဗီတင်မီရဲ့သူအားလုံးရဲ့နာမည်နဲ့နေရာလေးစာများယူထားလိုက်ကြတယ်အားလုံးနာမည်နဲ့နေရာလေးစာရမှကြော်ကိုကကဲမနေ့ဖန်ဒီကသာစောင့်နေကြပြီးတော့မနေ့ဖန်ကြမှာအဘရဲ့ဟောစတန်ကိုဒီကပဲလာယူကြပေါ့ဆိုကဝါကြီးဘက်သို့မခိုတီယိုနဲ့လက်အုပ်ချီကပြန်လဲပြီးအဘရဲ့ခုနှစ်ရက်သားသမီးကိုကြုံခိုက်ကဲတင်စောင့်ရှောက်ပေးပါလို့အဘတပည့်ကျွန်တော်ကဥခိုက်ပန်းစင်တောင်းပန်အပ်ပါတယ်အဘကြွလို့ကကြွလို့ရပါပြီဆိုလိုက်မဝါကြီးလဲအကျဉ်အချက်မှလွမြောက်သူတပွဲဝမ်းသာသွားတယ်သို့တော်စကနေမထရဲဆရာကုံပြီးသားစီရန်ဖြင်းညင်းစွာထားရလိုက်တယ်နောက်မှဖြင်းညင်းစွာတစောင်းမှထလိုက်တယ်ချော်ကူကသူနောက်မှလက်အုပ်ချီရင်ကပ်ပါလာတယ်ခုနကမိမကြီးများကသူတို့ကိုငေးလျက်ဝါကြီးလဲလူအများသူကိုတအံ့တော်ငေးကြည့်နေသည်ကတကြောင်ချော်ကူသူနောက်ကယူသေးစွာလက်အုပ်ချီလိုက်လာသည်ကတကြောင်တို့ကြောင့်ဖန်တက်ပြီး
ဖြင်းညင်းစွာရှောင်နေတယ်။တစောင်းတစ်ခုအကွယ်ရောက်မှအနောက်ဘက်မှလိုက်လာသည့်ကျော်ကိုကကမန်းကတန်းဖြင့်ဟဲ့လူမင်းခံမနေနဲ့ပြေးတော့လေကျော်ကိုဤအလော်တကြီးစကားကြောင့်ဝါကြီးကြောင်သွားတယ်။ဒါကိုကျော်ကိုကဘာရီညာရီလုံးမနေနဲ့ပြေးလွတ်အောင်သာပြေးပြီးတော့ဆိုပြီးတွန်းလွတ်လိုက်ရာဝါကြီးလည်းဘာမှစဉ်းစားမနေတော့ပဲချီကုံတုပ်လိတယ်။သူစိတ်ထဲတွင်သူတို့ကိုဖမ်းမိရဲကပဲရောက်လာတာလား။သူတို့လိန်ခဲပူတဲ့သူများကပဲလိုက်လာတာလားဟုထင်ပြီးမှုန်နေအောင်ပြေးခဲ့လိုက်တယ်။ဝါကြီးတခုခန့်ပြန်ရောက်ပြီးသည့်ကျော်ကိုပြန်မရောက်သည်။ဝါကြီးမိမိအခန်းထဲဝင်ပြီးကတင်မော်ခိတလေးကအမောဖြေနေလိုက်တယ်။နောက်မှသူအဖြစ်ကိုသူပြန်တွေးမိတယ်။ထောင်ကလွတ်ပြီးရနဲ့ကုံ6ဆိုင်တစ်ဆိုင်လိန်ခဲ့ပြီးပြီ။နောက်ထီထိုးသူများကိုဆက်လိန်နေ။ယခုတော့ဘိုးတော်တဲ့ဘိုးတော်ဘွားတွင်သူကဘာဆက်လို့ရမည်ကိုလုံးဝမသိသေး။ဟိုကောင်ထံတွင်ဘာအကြံစီရှိမှန်းသူမသိ။လိန်မဲလိန်ပြီးပြီလားဒါမှမဟုတ်လိန်ဖို့အစာပြူနေတော့လားသူလုံးဝမသိသေးအမှန်တော့ဘိုးတော်ဘွားနဲ့သူမှလုံးမပတ်သက်ဖះသာမမှန်ရှိမခိုးဖြစ်တော့လဲတခါမှဘိုးတော်ဖြစ်ရန်အထိမရည်ရွယ်ခဲ့ဘူးအခုတော့မရည်ရွယ်ပဲဖြစ်နေရပြီဘာဆက်လို့ရမှန်းမသိအမှန်တော့ယခုလုံးနေသောအလုံးမှန်သမျှသူလဲဝါသနာမပါဘာမှလည်းမကြမ်းချင်းဘဲကနေဘလို့ဖြစ်သွားမှန်းလဲသူမသိဦးဆောင်နေသူကကြော်ကိုကျိုးဆက်ရာသူလိုက်ကနေချင်းသာကတင်မော်လိမ့်နေရင်သူ့ဘဝသူပြန်စင်းစားနေမိတယ်။နိုင်လန်းကြည့်လိုက်တော့ညနေဆောင်နေပြီ။သူရင်ထဲတိတ်ကနေဖြစ်သွားရတယ်။ကြော်ကိုပေါ်မလာသည်။ကြော်ကိုသူ့ကိုပါလိန်သွားပြီလား။စင်းစားရင်အိပ်ပျော်ရမည်အစားမျက်လုံးပင်ပိုးရပြူးကျဲသွားရတယ်။ဟိုကောင်လိန်၍ထွက်ပြေးသွားလျင်သူသေးပြီ။သူမှလည်းလုံလောက်ပစံကားမရှိ။တဲခုခန်းခါကလည်းမရှင်ရသည်။ကြော်ကိုမလာလျင်သူထွက်ပြေးုံသာရှိတော်မူလူလိန်ဆိုတာကလည်းတယောက်နဲ့တယောက်ယုံရသည်မဟုတ်အချင်းချင်းမလိန်ဟုမြည်သူမှအာမခံနိုင်သည်မဟုတ်ပဲကြော်ကိုသူ့ကိုပါတပတ်ရိုက်သွားလျင်မြည်သို့လို့ရမည်နီတွေ့ရင်ဇောချင်းများပင်စိန်ထွက်လာတယ်အခန်းထဲဝေကြည့်လိုက်တယ်သူပိုင်ဆိုင်တာဆို၍ဘာမှမရှိယခုဝစ်စင်ထားသောဝစ်စုံအပြင်နောက်ထောင်ကထွက်လာစဉ်ကဝစ်စင်ထားသောဝစ်စုံတစ်စုံသာရှိတယ်ရသမျှငွေအားလုံးကလည်းကြော်ကိုကတူးတီကင်ထားသည်မဟုတ်ပါလောသူတွင်စိလိပ်ဖိုးကွင်ရဖိုးမအပဘာမှမရှိကြော်ကိုပြန်မရောက်ရလျင်သူ့ဘဝကတောင်ပြင်ပေါ်လွတ်လိုက်သောခွေးတငယ်လိုဖြစ်ပြီးသွားစရာလည်းမရှိပြေးစရာမြေလည်းမရှိသူတွေးနေစင်မှာပင်အခန်းတကားကဖြက်ကနေပွင့်လာတယ်ကြည်လိုက်တော့ချစ်တလုံးနဲ့ကြော်ကိုတွေ့တော့သူလည်းအားတက်သွားကစောင့်လိုက်ရတာကွာဘယ်ရီလျှောက်သွားနေရလဲသူစကားကိုကြော်ကိုကနဖူးကချွေများတုပ်ပြီးဖဲသွားရမှာလဲဗျာအလုပ်တွေရှောက်လို့နေရပေါ့ကြော်ကိုဤမကြည်မနှက်စကားဒါကိုဝါကြီးကဘာအလုပ်တွေရှောက်လို့နေလို့လဲဟင်သူအမေကိုကြော်ကိုကမနက်ဖြန်လုပ်ရမယ့်အလုပ်လေးဗျာခမရနဲ့ကျုပ်လုပ်ရမယ့်အလုပ်မနက်ဖြန်ဘာလို့ရအောင်မလဲခမရကလည်းဦးကြောင်လာလို့မနေနဲ့ရွာဒီမှာအသေးချာဝှက်ထားဆိုကာကြော်ကိုကဝါကြီးလက်ထဲစာရွက်တရွက်ထိုးထည့်ပေးတယ်ဝါကြီးဖက်ကြည့်လိုက်တော့ဒေါ်အေးမြင့်အသက်54နှစ်ညောင်ပင်သာလန်ယောက်ျားကနိုင်ငံခြားမှာတာအကြီးကမြင့်သူမိန်းမကအိမ်တွေမြင့်သူကဆေးဆွဲပြီးဒေါ်အေးမြင့်မှာစိတ်ညစ်နေထူခြားချက်အိမ်ညာဘက်တောင်တွင်ပတောက်ပင်တစ်ပင်ရှိထိုပတောက်ပင်တွင်တစ်ကောင်းပေါက်တစ်ခုရှိတအိမ်လုံးလိုက်ကအစိမ်းရောင်တက်ဆင်းထားသူပေးသောဆာရွက်ကိုကြည့်ပြီးဝါကြီးအံ့အားသင့်ကဒါတွေကဘာလို့ဖို့လဲဝါကြီးအလော်တကြီးအမေကိုကြောက်ကိုကသူ့ဘက်ရှိလာပြီးဒီမှာကိုဝါကြီးကကြောက်ကိုငေးကြည့်နေတယ်မနှက်ဖန်ကြရင်အဲ့ဒီနာမည်စီရင်ပါတဲ့သူအလုံးခမ ्या ကိုဘေးတင်လာမေးလိမ့်မယ်အဲ့တော့ခမ ्या ပေးထားတဲ့စီရင်တွေကိုကြည့်ပြီးအကြောင်းမြင်ရသလိုလိုဘာသလိုနဲ့လိမ့်ပြီးတော့ဒီအကြောင်းအရာတွေကအဲ့ဒီစီရင်တွေကသူတို့လေးစားပေးပြီးတာနဲ့ကျုပ်တို့အိမ်တွေလိုက်သွားပြီးမှတ်သားလာခဲ့တာအဲ့တော့ခမ ्या ကအဲ့ဒါတွေအလွတ်ကျက်ပြီးတော့လိမ့်ပြီးတော့ခမ ्या ကိုအကြောင်းမြင်ရနေပြီလို့မှတ်ကြလိမ့်မယ်ဘာမှစရာအကြောင်းမရှိတော့ဘူးပေါ့ဗျာ
ခမပြောသမျှတအံတအောကိုနားထောင်နေလိမ့်ကြမယ်ဒါဆိုအကြားမြင်စရာတွေဆိုတာဝါကြီးဤတအံတအောစကားကိုကြော်ကိုကခက်ဖွားဖွားပြောလိုက်ပြီးအဲ့ဒါပြောတာပေါ့ဗျာခမတို့ဘေးရင်စရာအကြားမြင်စရာတွေစီသွားရင်ဒီနေ့မအားလို့နောက်နေ့တွေလာဖို့ဘုကင်ပေးလိုက်မယ်နောက်နေ့မှာခမအကြောင်းကိုသူစုံစမ်းထားပြီးမှခမကိုခေါ်ပြီးဒုကနေတောက်ကနေပြောလိုက်မယ်ဒါပါပဲအမှန်တော့လောကကြီးမှာအကြားမြင်ရတယ်ဆိုတာဘလုံးမှမဖြစ်နိုင်တဲ့ကိစ္စပဲဒါပေမဲ့ဒီနေ့ကိုဘေးရင်စရာတိုင်းအကြားမြင်စရာတိုင်းသုံးတယ်လို့တော့မဆိုလိုဘူးဒါပေမဲ့ဒါဟာအမှန်တကယ်ကောင်းပြီးအမှန်ကန်ဆုံးပြောနိုင်တဲ့နည်းပဲကဲခမအဲ့ဒါတွေကြက်ထားပြီးတော့ကြိုလေလှုပ်ရှားရှိရာဆက်လုပ်လိုက်အောင်မယ်စုကအခန်းပြင်ခတ်သွက်ထပ်သွားတယ်ဝါကြီးခမလည်းကြော်ကိုပေးသွားသမျှစီရင်စာရွက်များကိုမှတ်သားရင်ရင်တထိတ်ထိတ်နဲ့ကြံခဲ့တယ်နောက်တစ်နေ့မနေ့ရောက်တော့ကြော်ကိုကဝါကြီးဝေရန်ဝတ်ဆောင်အသေးတစုံကိုခိုင်းရင်အသေးချာရက်ဆောင်နေတယ်ဝါကြီးထွက်လာတာမြင်မှဘယ်နဲ့လဲကိုဝါကြီးမနေ့ကကြက်ခိုင်းထားတာရပြီလားသူစကားကိုဝါကြီးကလည်းရပါတယ်ကွင်မင်းကလည်းဓာလေးများဆိုရာကိုကြောက်ကိုကဓာလေးများတွေဘာလို့မနေနဲ့ကျုပ်ကိုရွတ်ပြပါအောင်ဆိုတော့ဝါကြီးကလည်းကလေးငယ်များစာအန်တလို့ရွတ်ပြရတယ်ဒေါ်အေဝင်းအသက်54နှစ်နေရလိမ့်စာခမအဲ့လိုပြောလို့မရဘူးလေဘိုးတော်ဆိုတာကလေးများစာအန်တလို့ပြောလို့မရဘူးမင်းနဲ့အမောင်နဲ့အကုန်တိအကုန်တက်ပုံစံမျိုးနဲ့ပြောရမှာဥပမာဒေါ်အေးဝင်းမဟုတ်လားအိမ်တောင်မှာထောင်ထားတဲ့နတ်သားကဇောက်ထိုးဖြစ်နေတယ်ပြန်ပြင်လိုက်ပါအိမ်တော်ဖေးမှာပြစ်ထားတဲ့နတ်အုံးကိုအိမ်ရှိပြန်ရှိရမယ်စသဖြင့်ကိုတီထားသမျှကိုနှင်ကောင်းကောင်းနဲ့ပြောရမှာပေါ့အခုခမကကလေးစာအန်တလို့ပြောနေရင်ဘသူကအထင်ကြီးမှလဲသဘောပေါက်လားပေါက်ပါတယ်ပေါက်တယ်ဆိုအဲ့ဒါကျင့်ထားစုကားကြောကူကသူ့ကိုလွန်စွာတစ်လွင်တောက်ပြောက်သောဝစ်ဆောင်ကိုလှဲလဲရန်ဝစ်စင်စီတယ်အားလုံးအစင်သင်ဖြစ်မှကဲဒီချိန်လောက်ဆိုသွားလို့ရပြီသွားကြစို့ဟိုကစောင့်နေကြမှာတီးချတယ်စုကားလှည့်ထွက်သွားတယ်သူနောက်ကမှဝါကြီးရင်တထိတ်ထိတ်နဲ့ဘိုးတော်ကြလာပြီဟဲ့ဆိုတဲ့အတန်ကြာတာနဲ့ဝါကြီးကောင်းနှပန်းကြည့်သွားတယ်အာကိုရလို့ရညာအနောက်ဘက်ဝေးကြည့်လိုက်တော့ကြောက်ကိုကလက်အုပ်ကလေးချီလျက်ဟဲ့လူအိမ်တွေမပြတ်နဲ့ခက်တီတီသွားဟိုရရင်လဲပြည်ပြင်ပလိစီစတော်ဝါကြီးလဲဘာမှမတက်နိုင်တော့ဒီအချိန်ရောက်မှထပ်ပြေးလို့လဲဖြစ်မှမဖြစ်တော့တာဒါကြောင့်မကြောက်ချင်အောင်ဆောင်ရင်သာခက်တီတီနဲ့ရှေ့ဆက်သွားရတယ်ဝါကြီးလဲတစောင်းထဲရောက်ခါနီရောသူနာကကြောက်ကိုကသူ့ကိုကြော်တက်ကတစောင်းထဲပြေးဝင်ပြီးတော့ဖုတ်ဖက်ခါကသူနေဖို့နေရပြင်ပေးတယ်သူလဲတစောင်းထဲဝင်ရောကြောက်ကိုကအဘဒီနေရာကိုကြပါဒီနေရာကိုကြပါဆိုပြီးသူစီစဉ်ထားတဲ့နေရာကိုပြင်ပေးတယ်ဝါကြီးကလည်းခက်တီတီနဲ့ဝင်ထိုင်လိုက်တယ်ဝါကြီးအသေးချထိုင်ပြီးမှကြောက်ကိုကရောက်နေကြပြီးတော့မိမများဘက်လေးကကဲအဘတော့ရောက်ပြီမေးလို့ရပြီဒါပေမဲ့မနေ့ကစီရင်ပေးထားတဲ့သူတွေပဲဦးစားပေးမယ်မနေ့ကစီရင်ပေးထားတဲ့သူတွေအရှိကိုကြွားပါကြောက်ကိုစကားစုံနာနဲ့မိမကြီး4-5ယောက်ရှိတိုးလာတယ်ဒါကိုဝါကြီးကလည်းခက်တီတီနဲ့နာမည်ပြောပါဒေါ်အီဂရီဖြိုးပါနာမည်ကြားလိုက်တာနဲ့ဝါကြီးကောင်းထဲကြောက်ကိုပေးထားသောစီရင်များစီရီပေါ်လာတယ်ဒါကြောင့်ခက်တီတီနဲ့အပြိုကြီးပဲဟဲမှန်လိုက်တာသူစကားဆုံးတာနဲ့မျက်လုံးပြူပြူအတော်ကြီးစီကအမိတ်တိတ်တန်ထွက်လာတယ်မိဘတွေနဲ့တနေ့စီနေရတာပဲဟာမှန်မြန်ပြီအဖေကဆရာဝန်တော့ဘယ်စီခန်းထိုင်တာလဲအဟုတ်တော့အဲ့လေနေစီခန်းမှာထိုင်တာပါဟွာကြီးလဲကြက်ထားသမျှကိုမှန်တယ်ကြီးထောက်ခံနေတော့အားတက်လာတယ်အခုဒေါ်အေဂရီဖြိုးကကိုကြိုက်နေတဲ့ကောင်လေးအကြောင်းလာမီးနေရမဟုတ်လားဆိုတော့ဟိုအတော်ကြီးကလည်းအဆက်သီးကပါဇက်သေးသို့လက်ချောင်းထိုးထည့်လိုက်ပြီးအိုးဘူရောကတီလျက်သားနဲ့အောင်မအသက်နဲ့အဆက်ကဘလို့မှလမိုင်းမကက်ဒါပေမဲ့ဝါကြီးလည်းကျူဆိုင်မနေပဲကောင်လေးကနမေကြီးထဲကပဲအမှုပညာအလုပ်တွေလုပ်နေတယ်ဒါပေမဲ့အခုတလောအရက်တောင်းများနေတယ်အရက်ကိုရှော့တောက်ခိုင်းပါ
မိမကိစ္စနဲ့ကလည်းသိမယုံရဘူးဒါကြောင့်ရတရာချီရမယ်ရတရာအတန်းကြားတာနဲ့အီဂရီဖြိုးဆိုသောအတော်ကြီးမျက်လုံးအယောင်လက်သွားပြီးရတရာဘလို့ချီရမှာလဲသူနဲ့ညာရင်တော်ပြီးဘလို့ချီရမလဲသာပြောခြေပြစ်မယ်အပြတ်သက်ကိုခြေပြစ်မယ်ဆိုကသူ့ကိုယ်လုံးလုံးဝဝကြီးကိုအားရပါရအလှိမ့်ချေပြနေတယ်တကယ်အားရပါရမှအားရပါရကြီးဝါကြီးလည်းရတရားလို့သာပြောရတာသူကောင်းထဲမှာရတရားဘလို့ခြေလို့ခြေခိုင်းရမှန်းမသိဖြစ်နေတယ်ပြောလေဘလို့ခြေရမှာလဲလို့မြန်ပြောနောက်ကျသွားရင်ဟိုမောင်လေးကနေဒီဘိုးတော်ဘက်လှည့်လာမှာနော်ဆိုတော့ဝါကြီးလည်းမျက်လုံးပြူသွားပြီးအဲ့လူတော့မလုပ်ပါနဲ့ရတရားကဆိုပြီးခိတ္တစင်စားကပါဇက်သေးရှိတာပြောချလိုက်တယ်ရတရားကတင်းတင်းကနေနေ့လယ်12နာရီတီမှာအိမ်ရှိတက်မီးဖို့ပြီးမိညွတ်ခါလေလောက်ရှိရဲ့ချင်းလွှာကနေခုနှစ်ချိန်ကြော်ရမယ်ဟမ်ခုံကြော်ရမယ်ဝါကြီးစကားကြားတာနဲ့ဒေါ်အီဂရီဖြိုးဆိုသူမျက်လုံးကြည့်ပြူသွားတယ်နောက်မှတတိယသွားသလိုနဲ့နေ့လယ်12နာရီမှာအိမ်ရှိမှာမီးပုံကြီးပုံပြီးမိညွတ်ခါလေလောက်ရှိမှလွှာကနေခုံကြော်ရမယ်ဟုတ်လားဟုတ်တယ်ပါဇက်ကလည်းဒုက္ကူများငါယောက်ျားလို့3ချိန်3ခါအတန်နဲ့ကြီးနဲ့အော်ရမှာဒါမှခနာကိုထဲကအပူတွေမိဘုံထဲကြကြံခင်ပါလေသူစကားမှားသွားပြီးထင်မရတော့လေပြောပြီးလက်စားမလို့မထူးဆက်ခင်လိုက်တယ်ကြောက်ကုကိုကြီးတော့လဲမျက်စိမျက်နှာပြက်လျက်ဟုတ်တယ်လေသူနီးစနစ်ကဘာအပူမှမိဘုံထဲကြဖို့မရှိထမိန်မီလောင်ပြီးဖင်ပြောင်မှုသာရှိရကိုဒါပေမဲ့သူတို့ထင်ထားသလိုမဟုတ်ပဲအိုးကိုလိုချင်တဲ့ယောက်ျားရဖို့ပဲလှုပ်အောင်ပါမိညွတ်ဟဲ့လို့ထမိန်လာအီဂရီတို့ကပြောင်ပဲဆိုပြီးဝါကြီးကိုဦးချကမှန်လိုက်တယ်ဘိုးတော်ဒီမှာဘိုးတော်အတွက်အလူငွေပါဆိုက900တန်းတစ်ထက်ကြီးဆွဲထုတ်ဝါကြီးရှိချပြီးအဘကြုံတုံးကြုံခိုက်တပည့်မှဦးချတာပါဒီနေ့ကလည်းတနင်္ဂနွေနေ့မလို့အိမ်ရှိမီးပြန်ဖူလိုက်ပါဦးမယ်ဒုက္ကူများ9ယောက်ကြားဟိ3ချိန်3ခါတန်ချစ်အော်ထေကခြေတုပ်တင်သွားရှာတယ်အိမ်တော်မဝါကြီးလဲသူရှိက900နဲ့အထုပ်ကိုကြီးကတက်ပြင်းချနိုင်နေအဲ့ဒီအချိန်မှာကြားလိုက်ရတဲ့ကြောက်ကိုအတန်ကနောက်တစ်ယောက်အတော်ကြီးတစ်ယောက်ကမန်းကတန်းရှိတူလာတယ်နာမည်ကမာတန်းဆွေပေါင်မှာပွေးခွက်ကြီးထားလို့စိတ်ပြက်နေရမဟုတ်လားအိမ်တွင်းမှာတက်ထားတဲ့လိုက်ကအပြားတွေကိုအမဲရောင်ပြောင်းတက်လိုက်ဘာလို့လဲဆိုတော့မိုးကောင်းကင်အပြာရောင်ကညီမခပြီးပေါင်ချံပြန်ဝင်တိုးလို့ပွေးဝင်ပေါက်တာဒါအကြောင့်နောက်ပိုင်းကျတော့လေပြောကောင်းနဲ့ပြောလိုက်တာဖုံးကွယ်ထားတဲ့အဆက်အပြောက်တောင်ဒီဘိုးတော်တည်ရဲဆိုပြီးနာမည်ကိုကြည့်ကြရောပဲဒီမှာပေါ့ဟိုကောင်ကျော်ကိုမနေ့ကအင်္ဂလိပ်စာရပြီးကတည်းကလိုက်ဆောင်ဆန်းထားတာဘာပြောတက်ကနေမှန်နေရလေနောက်တနေ့တွေမှာဝါကြီးရှိလူပိုများလာတယ်အားလုံးရဲ့ယုံကြည်မှုကလည်းဝါကြီးစီမရှိနေတဲ့အတွက်အနည်းအစားကလည်းပိုချောင်လာတယ်ပတ်စံဆိုတာကလည်းကျဲချလိုက်တဲ့အတိုင်းကိုရနေတယ်သူတွေကလည်းဝါကြီးဘာပဲပြောလိုက်လို့ဖို့တော့အစင်သင့်ဝါကြီးကိုလည်းအချားမြင်ရတဲ့ဘိုးတော်ဖြစ်လူသိများလာတယ်အချို့မယုံတဲ့လူတွေလည်းလာကြတယ်ဒါပေမဲ့နာမည်ပေးလိပ်စာပေးထားနောက်တနေ့ကျရင်မွေးတဲ့ဆေးရုံကစားပြီးရောက်ခဲ့ဖူးတဲ့အချုပ်ခန်းထိတန်ကနေပြောမယ်သူတွေကလည်းတဲခတ်တာကိုယုံကြည်ပြီးဆိုရင်ဖြင့်ဘာကုန်းမှမစုံစမ်းကြတော့ဘူးဇွတ်ဆက်ကိုလက်ခံကြတာဒါကြောင့်နောက်ပိုင်းမှာဝါကြီးတို့ကနှက်လာတယ်တချို့တလေစုံစမ်းဖို့အချိန်မရတဲ့သူတွေကိုလက်တန်းကိုပြောတော့တာစိတ်ထဲထင်ရမြင်ရရေးချတော့တာလူတွေကိုလင်ရတာကလည်းလွယ်ပါတယ်ဥပမာဘေးတင်လာမင်းသူကကိုမေးခွန်းမေးဖို့လာတာပဲဒါပေမဲ့ကိုကမေးခွန်းတစ်ခုကိုအရင်စာမေးလိုက်တဲ့မနက်ကလက်ဖေးဆိုင်မှာဘသူနဲ့တွေ့ခဲ့လေတင်မောင်လင်းနဲ့ပါအဲ့ဒါဆိုသူနဲ့မပေါင်းနဲ့တင်မောင်လင်းကခမ ्या ကိုဒုက္ခပေးလိမ့်မယ်စသဖြင့်သူပြောတဲ့အပေါ်မှာကိုကပြန်နေတာမျိုးပေါ့ဟုတ်သည်ရှိမဟုတ်သည်ရှိပဲမဟုတ်လို့ကတော့ဗီဒင်ဆရာခင်ရတာမှမဟုတ်တာနောက်ပြီးဒါမျိုးဟာဗီဒင်ဆရာများအတွက်ကတော့ဘယ်တော့မှမာယူထုံးဆက်မရှိဘူးရတရားဆိုတာကလည်းဘာမှသိနေစရာမလိုအပ်ဘူးတနင်္ဂနွေသားဆိုရင်အုံဒီသုံးလုံးကိုကိုယ်တိုင်ခွဲပြီးအရက်ဝေရမယ်ဆိုရင်လောက်တာပဲတနင်္လာသားဆိုရင်ကပလာသီး9လုံးကို
အရေးညစ်သုံးခွက်တစ်ခွက်တင်ကျူပြီးပူနေတဲ့အချိန်ခေါင်းပေါ်ကနေလောင်းချဆိုရင်လဲလောင်းချတာပဲအောင်မကိုပေါက်ကြရပြီးရဲ့ရေတရားနဲ့သူတို့ဘာသူတို့အလုပ်လုပ်ရင်းနဲ့တဲသွားရင်တော့အပါပြီးတဲ့ရေတရားကြောင့်သားတို့သမီးတို့အလုပ်ဖြစ်သွားတာဆိုပြီးပြိုပြက်လာကြတော့ဇာသေးတာဗျလူတွေကအဲ့လိုကုန်းကြီးလာကြတော့နေတော့ဝါကြီးခင်များလဲကိုယ်တိုင်ပဲအချားမြင်ရနေသလိုဘာလိုနဲ့ဘဝင်အောင်မြင့်ချင်သည်စားပေါက်ကလည်း6နေရကိုဝါကြီးရှိတဲ့တစောင်းဆိုရင်လူတွေကိုပြည့်ကျက်နေတဲ့အထိဖြစ်လာတယ်ဒါကြောင့်ဝါကြီးလဲဒီအလုပ်ပေါ်မှာပဲခြေစုံရက်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီးကြော်ကိုနဲ့တိုင်ပင်လိုက်တယ်